အားလုံးပဲမင်္ဂလာပါခင်ဗျာ Life Healing ကိုနပ်ပိုင်းဆို channel ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဘဝမှာရှင်သန်ရက်တည်ဖို့ကိုလူတော်တော်များများကပေါ့ပါဖြတ်တန်းကြပေမဲ့တချို့လူတွေကကိုယ်စမ်းညံစွမ်းရှိသလောက်စူးစမ်းတတ်ကြတယ်ဒါပေမဲ့စူးစမ်းသလောက်အရာမထင်လာတဲ့အခါကိုယ့်ဘဝတိုးတက်ရေးအတွက်ဘယ်လိုဆက်လုပ်ရမလဲဆိုတာတွေးဝေသွားတတ်ကြတယ်ဒီလိုခံစားချက်မျိုးလမ်းပြောက်တယ်လို့ခေါ်ကြပါတယ်ဒါကြောင့်မိတ်ဆွေစိတ်တွေကလမ်းပြောက်တယ်ဆိုတဲ့ခံစားချက်ဟာဘဝကိုပုံမတိုးတက်လို့စိတ်အပေါ်မှာအခြေခံပါတယ်။တနည်းအားဖြင့်ပြောရရင်မိတ်ဆွေလမ်းကြောင်းအမှန်ပေါ်မှာရှိနေရပါ။ဒါကြောင့်ကိုပြောညံ့နေအတုံးမကျဘူးဆိုတဲ့ခံစားချက်တွေကိုအရင်ဆုံးဖယ်ရှားလိုက်ပါ။မိတ်ဆွေဘဝတိုးတက်အောင်မြင်လာမယ်ဆိုတာအရင်ဆုံးယုံကြည်ရမယ့်သူဟာမိတ်ဆွေကိုယ်တိုင်ပဲဖြစ်တယ်လို့ဒါဟာရည်မှန်းချက်တစ်ခုကိုအကောင့်ထဲပေါ်ခြင်းရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ဒါပေမဲ့လူစိတ်ဆိုတာလုံလောက်တဲ့တက်တည်ပြမှုမရှိရင်မိမိကိုယ်တိုင်ကိုယ်တော်မယုံကြည်နိုင်ကြပါဘူး။ဒါကြောင့်ကိုတာဝန်အသေးစားတွေပေးပြီးဖြစ်အောင်ကြိုးစားပါ။ဥပမာကျန်းမာရေးအတွက်အားကစားလုပ်တာခန္ဓာကိုယ်အတွက်အာဟာရရှိတဲ့အစားအစာတွေပို့စားတာစာဖတ်တာစသဖြင့်ကိုလုံးနိုင်တဲ့အသေးစားကောင်းမွန်တဲ့အလေးထားတွေကိုဆောင်ရွက်ပြီးကိုယုံကြည်မှုတက်စေနိုင်ပါတယ်။ကိုယ့်ရဲ့လုံနိုင်စွမ်းကိုအထိတ်လျောက်ယုံကြည်လာတဲ့အခါတိကျတဲ့ရည်မှန်းချက်တစ်ခုချမှတ်နိုင်ပါတယ်။မိမိရဲ့ရည်မှန်းချက်ကလက်ရှိရောက်နေတဲ့နေရာနဲ့အရန်အလှမ်းဝေးနေရင်ဒီတိုရည်မှန်းချက်တွေချမှတ်နိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာမလုပ်နိုင်သေးဘူးလို့ထင်ရင်လက်ရှိလုပ်နေတဲ့အလုပ်မှာတာဝန်အကျေဆုံးလူဖြစ်အောင်ဈေးကွက်စီးပွားရေးအကြောင်းနားလည်အောင်စားတဲ့ရည်မှန်းချက်အသေးစားတွေကိုချမှတ်နိုင်ပါတယ်။ဒီလိုရည်မှန်းချက်အသေးစားတွေကကိုယ်တိုင်ချမှတ်ထားတဲ့ပန်းတိုင်ရဲ့ခြေလှမ်းတွေပဲဖြစ်ပါတယ်။မဖြစ်လာနိုင်သေးတဲ့အိမ်မက်တွေအတွက်ဝိုင်းနေနေမဲ့အစားဒီအိမ်မက်ကိုအကျိုးပြုမဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ရတာလူဘဝရဲ့ရှင်းသန်ရခြင်းအနှစ်သာရဖြစ်ပါတယ်။စိတ်ထက်ကျမ်းမာစွာနဲ့ကြိုးစားနေခြင်းဟာအောင်မြင်ခြင်းလိုပဲထက်တူတန်မှုရှိပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။